မာဘောလူနာအိမ်မက်ကိုစီရှိကြအဲ့ဒါအရင်မှန်တယ်ဒါပေမဲ့တခုတွေးဖို့လိုတာကအိမ်မက်တိုင်းကတကယ်အလုပ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတဲ့ဟာတွေးဖို့လိုတယ်ဒီလိုအိမ်မက်တွေကဘယ်တော့မှမတကယ်မဖြစ်လာပြောချင်တာကဖြစ်နိုင်ချေရှိတဲ့အိမ်မက်ကိုမှတ်တာကောင်းတယ်ပေါ့နော်ပြောလဲအဲ့လိုပဲငယ်တော့ဗာဖြစ်ချင်တာလဲဆိုလို့ရှိရင်အဆူအရင်ဖြစ်ချင်တာဝါစုခံတဲ့ကကိုယ်အန်တော်ပဲအရင် crazy ဖြစ်တာငယ်တော့ဆိုလို့ရှိရင်တွေ့တဲ့ချင်းလေးဆိုရင်ကောတော့အလွတ်ရတယ်ဗါလဲရုပ်ဆိုးမှာဘာလဲအဲ့ဒီချိန်ပါဆိုလို့ရှိရင်သူ့ album ထူတာကောလို့ရတယ်ရှင်းရတာကောလို့လွတ်ရဒီငယ်တော့စေကျော်တက်ကတော်တော်လေးကိုယူတူတာသူအရင်ကြိုက်တာနောက်ပြီးတော့အဲ့ဒီကနေမှဖြစ်လာလို့ဆိုတော့အချိန်တိုင်းတာအခုလေးတူတူယူတူခဲ့တာနောက်ပိုင်းကျမှဖြစ်လာလဲဆိုတော့အဲ့ဒီအချိန်တော့ဆိုလို့ရှိရင်အဲ့အိမ်မက်ကလောကဖြစ်ကိုဖြစ်လာစေရမယ်ငါလောကလက်မလျှော်ငါဆိုတော့ဖြစ်ကိုဖြစ်လာမယ်ဖြစ်အောင်လည်းလုပ်မှာတော်တော်ယူတူခဲ့အဲ့ချိန်ပါနောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုအဲ့အိမ်မက်ကတဖြည်းဖြည်းသူ့ဟာသူမေးမိသွားမေးအဲ့လိုမျိုးမေးမိရတဲ့အကြောင်းရင်းကလည်းရှိတယ်ဘာလဲဆိုတော့ဒီဟာကငါလည်းတိတ်အဆင်မပြေပြီးတော့ sorry တချို့စကားလုံးဒီလိုပေါ့တချို့စကားလုံးဆိုတာအထက်အဲ့စကားလုံးကတကယ်မှန်တယ်ဘာလဲဆိုတော့ဖြစ်ချင်တာအထက်ဖြစ်တဲ့နာကိုဦးစားပေးရမယ်တဲ့အဲ့စကားတကယ်မှန်တယ်အဲ့လိုပေါ့ကိုအဲ့ဒီအခြေအနေအဲ့ခိုင်တမ်းမှာဘယ်လိုမှအဆင်မပြေနိုင်ဘူးကိုအဲ့ဒီလမ်းကြောင်းလျှောက်ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့ခါကျတော့ဖြစ်ချင်တာတဲ့ဖြစ်တဲ့နာကိုအရင်ဦးစားပေးလိုက်တာအဲ့လိုနဲ့အဲ့လိုဦးစားပေးလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဖြည်းဖြည်းချင်းဒီဘွားလမ်းကြောင်းဖွယ်ရောက်လာတယ်လှုပ်တင်လှုပ်ထိုက်တာလှုပ်ရင်းနေပေါ့နော်အဲ့လိုနဲ့အခြေတစ်ခုရောက်လာတဲ့ခါကျဘာဖြစ်လာလဲဆိုတော့အဲ့ဒီအဆူရဲ့လမ်းကြောင်းကိုတိတ်ပြီးတော့စိတ်မပါတော့အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်တစ်ဖက်မှာတွေးကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုလက်မလွတ်ပဲနဲ့ပြန်လုပ်ရင်ရောမရနိုင်ဘူးလားပေါ့ရနိုင်ပါတယ်ပြန်လုပ်ရင်ဒါပေမဲ့ကိုစိတ်မပါတော့ဘာလို့လဲဆိုတော့ကိုအရင်ယူသွတ်ခဲ့တဲ့အချိန်တော့ကိုဖြစ်ချင်ခဲ့တဲ့အချိန်တော့မဖြစ်လာခဲ့ဘူးကွာဖြစ်ချင်တာလည်းဖြစ်တင်တာအရင်ဦးစားပေးခဲ့ရတာဆိုတော့အဲ့လိုမျိုးပေါ့အခုဆိုလို့ရှိရင်ပြန်အိတ်လမ်းကြောင်းကိုပြန်ရှောက်မယ်ဆိုလို့ရှိရင်ရှောက်နိုင်တယ်ရှောက်လို့နိုင်ပြီကွာဒါပေမဲ့ဟိုစိတ်မပါတော့ဝါသနာမပါတော့ဒီလိုတစ်မျိုးရှိတယ်နောက်တစ်မျိုးကကြပါလဲဆိုတော့အဲ့ဒါကလည်းနားလည်ဖို့လိုတယ်တချို့ဟာတွေကတချို့ passion တွေကဘလောက်ပဲတချို့ဟာတွေဘလောက်ပဲဝါသနာပါပါစေကိုနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်လက်လွတ်တက်ရတယ်ဥမာကွာကိုကကိုကဥမာစာကြီးရတာတဘောကြတယ်ဒါပေမဲ့စာရေးရဆိုတဲ့ဟာလက်နဲ့ရှိရအောင်ပြောတာပေါ့နော်အဲ့ခါကျတော့ဒါပေမဲ့ကိုလက်ရေးကဆုပ်ဖြတ်တတ်နေဆိုလို့ရှိရင်အဆင်မပြေဘူးလေဒါအခုလက်တန်းတွေးမိတဲ့ဟာပြောပြတာပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုပေါ့ကိုက fashion ပိုင်းကိုအရင်ဝါသနာပါတယ်ဒါပေမဲ့ကို့မှာ fashion နေလောကမရှိဘလောက်ပဲကြိုးစားမရှိဘူးလူတွေကတကယ်ရှိတာနောက်တစ်ခုပေါ့တတိယအချက်ကိုအဆိုးတော့အရန်ဖြစ်ချင်တယ်ဒါပေမဲ့ကိုယ့်အတန်ကလောကမကောင်းနေဘူးဆိုလို့ရှိရင်မဖြစ်နိုင်ဘူးလေဘလောက်ပဲကြိုးစားမဖြစ်နိုင်ဘူးလေဒီဟာတွေကအဲ့လိုမျိုးတွေပေါ့တချို့ဟာတွေကမဖြစ်နိုင်တဲ့ဟာတွေဆိုလို့ရှိရင်အိမ်မတ်တာကောင်းတယ်ပေါ့နော်တချို့ຢာတွေကဘလောက်ပဲကြိုးစားပို့တယ်မဟုတ်အဲ့ခါကြလို့ရှိရင်လက်ခံရမယ်သိရမယ်
ဟိုလက်လျှော့တက်ရမယ်လွတ်ချတက်ရမယ်ပေါ့နော်အဲ့ဒါမှသာဟိုတခြားကိုယ်နဲ့ကိုက်ညီမဲ့လမ်းကြောင်းကိုထက်ရှာရင်ထက်လို့ရင်းနဲ့မှကိုယ်နဲ့ကိုက်ညီတဲ့ဟာတွေ့လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကွာခေါင်းမာနေငါဒါပဲငါဒါဖြစ်ဖို့ဖြစ်ရမယ်ဆိုပြီးတော့ခေါင်းမာနေပြီးတော့သွားလို့ရှိကိုယ့်တဲ့အချိန်ကုန်ငွေကုန်တာပဲဖတ်တယ်မှာပေါ့နော်ပြောချင်တဲ့ဟာဆိုလိုတာနားလည်နေတယ်